conjunction ကိုလေ့လာရအောင် conjunction ဆိုတာဘာလဲဆိုရင်ဗမာတရားမှာဆိုလို့ရှိရင်တော့တန်ပန်တာလို့ပြောပါတယ်အလွယ်ပြောမယ်ဆိုရင်တော့စကားဆက်ဖြစ်ပါတယ် conjunction is a word that join words phrase or sentence together အဲ့တော့အလွယ်ဆုံးမှတ်မယ်ဆိုလို့ရှိရင်သူဒီ joining words ပဲဖြစ်ပါတယ်ဆက်ဆက်ပေးတဲ့စကားလုံးဖြစ်ပါတယ်ဘာလို့ဆက်ဆက်ပေးရလဲဆိုတော့ word စကားလုံးလေးတွေဆက်ဆက်ပေးတယ်ဖြစ်မယ် phrase စကားစုကိုဆက်ဆက်ပေးတာဖြစ်မယ် sentence စာကြောင်းတွေကိုအတူတကွဆက်ဆက်ပေးတဲ့စကားလုံးလေးကို conjunction လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ types of conjunction အမျိုးအစားတွေကဘာရှိလဲဆိုလို့ရှိရင်coordinating conjunction sub coordinating conjunction correlation conjunction နောက်ကကျတော့ conjunctive adverb ဆိုပြီးတော့ရှိပါတယ်coordinating conjunction ဆိုတာကအရေးအချင်းတူညီတဲ့နှစ်ခုကိုချိတ်ဆက်ပေးတဲ့စလုံးလေးတွေဖြစ်ပါတယ်အဲ့တော့ example ဘာတွေလဲဆိုရင် for and nor နောက်ကကျ but or now yet so ဒါမျိုးဖြစ်ပါတယ်အဲ့တော့ fun points တို့မှတ်ထားလို့ရပါတယ်အဲ့တော့ sub coordinating conjunction ကတော့ဆောနာ coordinating conjunction နဲ့ဆင်ပါတယ်သူချီကနေခွဲထွက်လာတဲ့အားမျိုးဖြစ်ပါတယ်ဒါပေမဲ့သူကကျတော့ clause နှစ်ခုကိုဆက်ဆက်ပေးတာဖြစ်ပါတယ်အဲ့တော့ clause အကြောင်းကတော့နောက်ကျမှထပ်ပြီးတော့တက်ပြောပြပေးမယ်နော်အဲ့တော့သူ့ထဲမှာဘာတွေပါလဲဆိုလို့ရှိရင်เนาะ because တို့ since တို့ if တို့ unless တို့เนาะ when တို့ why တို့go after အစရှိသဖြင့်ပါပါတယ် relative conjunction ကတော့သူကအရေးချင်းတူတဲ့နှစ်ခုကိုတွဲပြီးတော့ဖော်ပြတဲ့အခါမှာသုံးတာဖြစ်ပါတယ်သူ့ထဲမှာဘာတွေပါလဲဆိုတော့ either or neither nor whether or not only but also လို့ both and အစရှိသဖြင့်ဖြစ်ပါတယ်သူကတော့ conjunctive adverb ဖြစ်ပါတယ် conjunctive adverb ကတော့သူက adverb ရဲ့ဂုဏ်သက်ရှိတယ်သူက independent clause နှစ်ခုကိုဆက်ဆက်ပေးတာဖြစ်ပါတယ် sentence နှစ်ခုကိုဆက်ဆက်ပေးတယ်လို့ပြောလဲရပါတယ်နော်အဲ့တော့သူတွေမှာ moreover တို့ therefore တို့ meanwhile တို့ nevertheless တို့ consequently တွေစရှိသဖြင့်ပါပါတယ် coordinating conjunction ကိုကြည့်ရအောင်အဲ့တော့ for ကကြတော့အကြောင်းအရာနှစ်ခုကိုဆက်ဆက်တဲ့အခါမှာ for ရဲ့အနောက်မှာပါလိုက်လဲဆိုအကြောင်းပြချက် reason လိုက်ပါတယ် so ကိုကြည့်ပါနော် so ကကြတော့ so ရဲ့အနောက်မှာကြတော့သူကပါလဲဆိုတော့ရလက် result လိုက်ပါတယ်အဲ့တော့ for နဲ့ so ဒီအကြောင်းအကျိုးဆက်ဆက်တဲ့နေရာမှာသုံးပါတယ် for နောက်ကအကြောင်းပြချက်လိုက်ပြီးတော့ so နောက်က result ရလက်အကျိုးလိုက်တာဖြစ်ပါတယ် and ကကြတော့ add information အချက်လက်တွေကိုတစ်ခုထက်မှကကိုကထပ်ပြီးတော့ပြောချင်တယ်ဆိုလို့ရှိရင်ပေါင်းထည့်ပြီးတော့ရေးချင်တယ်ဆိုလို့ရှိရင် and နဲ့တွဲဆက်ပြီးတော့ရေးရတာဖြစ်ပါတယ်အဲ့တော့ noun နှစ်ခုကိုတွဲဆက်ချင်ရင်လည်း and နဲ့ဆက်လို့ရတယ် adjective နှစ်ခုကိုတွဲဆက်ချင်ရင်လည်း and နဲ့ဆက်လို့ရတယ် clause နှစ်ခုကိုဆက်ဆက်ချင်ရင်လည်း and နဲ့ဆက်လို့ရတာဖြစ်ပါတယ် or ကတော့တစ်ခုမဟုတ်တစ်ခုဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ် but နဲ့ရက်နဲ့ကတော့စမ်းကျင်ဘက်အခြေအနေတစ်ခုကိုတွဲဆက်ချင်တဲ့အခါမှာသုံးရတာဖြစ်ပါတယ်။ဒီမှာ yet ကကြတော့ unexpected contrast ပေါ့နော်။မထင်မှတ်ထားတဲ့အခြေအနေတစ်ခုစမ်းကျင်ဘက်ကိုချိတ်ဆက်တဲ့အခါမှာ yet ကိုသုံးရတာဖြစ်ပါတယ်။ but ကတော့စမ်းကျင်ဘက်ဆိုပေမဲ့အခြေအနေတစ်ခုဒီမဖြစ်နိုင်တဲ့အခြေအနေမဟုတ်ပါဘူး။ coordinating conjunction တွေမှာဆိုရင် because ကတော့ reason အကြောင်းပြချက်ကိုပြပါတယ်အဲ့တော့ since ကလည်း reason အကြောင်းပြချက်ကိုပြပါတယ်ဒါပေမဲ့သူ reason of time နဲ့ပါပါတယ်နော် as ကကြတော့လေ cause or reason ကိုပြပါတယ်အဲ့တော့ although နဲ့ even though နဲ့ကကြတော့သူက contrast ဆိုဆန့်ကျင်ဘက်အခြေအနေတစ်ခုကိုပေါ်ပြတဲ့အခါမှာသုံးပါတယ်ဒါပေမဲ့ even though ကတော့ strong contrast သူကပြင်းထန်တဲ့ပေါ့နော်အခြေအနေဆန့်ကျင်ဘက်ကိုပေါ်ပြတဲ့အခါမှာသုံးတာဖြစ်ပါတယ်အဲ့တော့ when ကတော့အချိန်ကာလနှစ်ခုကိုချိတ်ဆက်တဲ့အခါမှာသုံးပါတယ် why ကလည်းအချိန်ကာလကိုသုံးဆွဲတဲ့အခါမှာသုံးပါတယ်ဒါပေမဲ့လို့ why ကကြတော့အဲ့နှစ်ခုဒီတပြိုင်နက်ဖြစ်ပြနေရတဲ့အချိန်ဖြစ်ရမှာဖြစ်ပါတယ် until ကတော့သူက time limit ကိုပေါ်ပြတာဖြစ်ပါတယ်before ကတော့မတိုင်ခင်ပေါ့နော်အချိန်သူ့နောက်မှာအချိန်လိုက်ပါတယ် after ကလည်းအချိန်လိုက်ပါတယ် after ဆိုတော့ပြီးတဲ့အခြေအနေကိုပေါ်ပြတာဖြစ်ပါတယ်ကတော့ condition အခြေအနေတစ်ခုကိုပေါ်ပြပါတယ်ဒါပေမဲ့သူက positive condition ကိုပေါ်ပြပါတယ် unless ကကြတော့လေ condition ကိုပေါ်ပြပါတယ်ဒါပေမဲ့သူက negative condition ကိုပေါ်ပြတဲ့အခါမှာသုံးဆွဲရတဲ့ conjunction ဖြစ်ပါတယ် as soon as ကတော့မကြာခင်လေးကဆိုတော့အချိန်ကိုပေါ်ပြတဲ့အခါမှာသုံးပါတယ် wherever ကတော့နေရာကိုပေါ်ပြတဲ့အခါမှာသုံးပါတယ် provided ကတော့နောက်ထပ်လိုအပ်တဲ့ required condition ကိုပေါ်ပြတဲ့အခါမှာသုံးဆွဲတာဖြစ်ပါတယ် coordinating conjunction တွေကတော့ clause နှစ်ခုကိုချိတ်ဆက်တဲ့အခါမှာသုံးဆွဲတာဖြစ်ပါတယ်အဲ့တော့ example sentence လေးတွေနဲ့တွဲပြီးတော့လေ့လာကြည့်ပါနော် correlative conjunction ကတော့နှစ်ခုတွဲပြီးတော့ပေါ်ပြတဲ့အခါတွေမှာသုံးဆွဲတဲ့ conjunction တွေဖြစ်ပါတယ် both and ကတော့နှစ်ခုစလုံးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် both နဲ့ and နဲ့ကြားမှာသူ noun စီလည်းလာနိုင်တယ် phrase စီလည်းလာနိုင်တယ် clause စီလည်းလာနိုင်ပါတယ်နော်
either or တခုမဟုတ်တခုဆိုတဲ့အခြေအနေဖြစ်ပါတယ် whether or လည်းတခုမဟုတ်တခုဆိုတဲ့အခြေအနေဖြစ်ပါတယ် not only but also ကတော့တခုတာမကပေါ့နော်နောက်ထပ်တခုပါဝင်နေဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် addition နဲ့ကိုဖော်ပြပါတယ် either no ကတော့တခုမှမဟုတ်ဘူးဆိုတဲ့အငင်း negative ကိုဖော်ပြတဲ့သဘောဖြစ်ပါတယ် such that ကကြတော့ cause and effect ကိုဖော်ပြပါတယ်အဲ့တော့ such နဲ့ that ကြားမှာ noun phrase လာမှာဖြစ်ပါတယ်လာပါတယ်အဲ့တော့အရှိက subject နဲ့အနောက်မှာရှိတဲ့ object ပေါ့နော်အဲ့ဒါဒီ noun သို့မဟုတ် clause တွေဖြစ်နိုင်ပါတယ် ss ကကြတော့ comparison နှိုင်းယှဉ်တဲ့အခါမှာသုံးပါတယ်အဲ့တော့ noun တစ်ခုနှိုင်းယှဉ်တဲ့အခါမှာသုံးပါတယ်အဲ့တော့ ss ရဲ့အလေကောင်မှာတော့ adjective သို့မဟုတ် adverb ကိုထည့်ရတာဖြစ်ပါတယ် no sooner than နဲ့ scary one ကကြတော့သူက sequence အခြေအနေနှစ်ခုကိုချိတ်ဆက်တဲ့အခါမှာသုံးပါတယ်တစ်ခုပြီးနောက်တစ်ခုဆက်လိုက်လာတယ်ဆိုတဲ့သဘောကိုဖော်ပြပါတယ်ဒီ sentence တွေနဲ့တွဲပြီးလေ့လာကြည့်ပါနော်the adverb တွေမှာတော့ therefore and hence ကတော့ထို့ကြောင့်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့သူကresult reason ကိုဖော်ပြတာဖြစ်ပါတယ် general result ကိုချိတ်ဆက်တဲ့အခါမှာသုံးပါတယ် moreover နဲ့ furthermore ကတော့ add information အဲ့တော့ information ထပ်ပေါင်းတဲ့အခါမှာသုံးပါတယ် and တို့ဘာလို့သဘောမျိုးပဲပေါ့နော်ထပ်ပေါင်းတဲ့အခါမှာသုံးတာဖြစ်ပါတယ် nevertheless တို့ however တို့ကကြတော့သူက contrast ကိုသုံးပါတယ်သူကဆန့်ကျင်ဘက်နှစ်ခုကိုချိတ်ဆက်တဲ့အခါမှာသုံးပါတယ် sequence ကတော့ထပ်ပြီးတော့ထပ်ဆင့်ဖြစ်စဉ်ပေါ့နော်ထပ်သုံးတဲ့အခါမှာဖြစ်ပါတယ်အဲ့တော့ no sooner than တို့လိုသဘောမျိုးပဲတစ်ခုပြီးနောက်တစ်ခုထပ်ဖြစ်တဲ့သဘောလေးလို့သုံးတာဖြစ်ပါတယ်အဲ့တော့ meanwhile ကအရှိမ why လို့ပြောတဲ့လိုမျိုးပါပဲဖြစ်စဉ်နှစ်ခုဒီတစ်ပြိုင်တည်းဖြစ်နေတဲ့အခြေအနေမျိုးကိုဖော်ပြပါတယ်နောက်တစ်ခုက indeed ကကြတော့ emphasize a point ဆိုတော့သူကကြတော့အချက်လက်တစ်ခုကိုအာရုံစိုက်စေခြင်းတဲ့အခါမှာချိတ်ဆက်တဲ့အခါမှာသုံးပါတယ်ပြောရမယ်ဆိုလို့ရှိရင်တော့ reason သဘောမျိုးပါပဲ similarly ကတော့နှိုင်းရှင်တဲ့အခြေအနေနှစ်ခုကိုချိတ်ဆက်သုံးစွဲတဲ့အခါမှာသုံးစွဲပါတယ်လေးတွေလည်း example sentence တွေလည်းပေါ်ပြထားပါတယ်တွဲပြီးတော့လေ့လာကြည့်သွားပါနော်လောက်ဆိုရင်တော့ကွန်ညန်ရှင်းကိုနားလည်လောက်မယ်လို့တော့ယူဆပါတယ်เนาะအဲ့တော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြရအောင်